Hello အားလုံးပဲမင်္ဂလာပါတရုတ်ပြည်သွားဖို့ပေါ့နော်တရုတ်ပြည်သွားဖို့အမကြီးပတ်စံနေသွားရမလားဘယ်လိုလုပ်ရမလဲဆိုပြီးတော့ခဏလာမေးရလူတွေရှိလို့ပေါ့နော်ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါခဏမေးရလူတွေများလို့ပေါ့နော်တရုတ်ပြည်သွားလို့ရှိရင်ပတ်စံအရွယ်ပဲယူရမလားအမမဝင် USD ယူရမလားဆိုပြီးတော့မေးရလူတွေရှိရပေါ့နော်တကယ်တော့ဘာမှတော့ဟိုပါပေါ့ကိုသွားတော့မယူသွားရပါဘူးဟိုရောက်လို့ရှိရင်လည်းလေပတ်စံလဲတဲ့နေရာတွေကရှားတယ်လဲလို့လည်းတိတ်မလွယ်ဘူးပေါ့နော်ပြီးတော့သူတို့က cash တုံးတာနဲတယ်သူတို့ကကြတော့ K Pay လိုမျိုးပေါ့နော် K Pay လိုမျိုး Ali Pay ဆိုတာရှိတယ် WeChat Pay ဆိုတာရှိရပေါ့နော်အဲ့ဒီနှစ်ခုကိုတုံးတာများပါတယ် Ali Pay ကတော့ပုံများတယ်ပေါ့နော်အမသွားတော့ Ali Pay နဲ့လောက်တာအဲ့ဒီ Ali Pay ကိုပြပေးမယ်နော်ဒီဟာလေးပါအောက်ကဟာလေးပါ Ali Pay ဆိုတာအဲ့ဒီတရုတ်စာလေးနဲ့ Ali Pay ဆိုတဲ့ဟာလေးကိုဒေါင်းထားလိုက်เนาะ Ali Pay ALIPAY Ali Pay ပါအဲ့ဒါလေးကိုဒေါင်းထားလိုက်ပါအဲ့ဒါ K Pay လိုပဲသူကဒီကနေပြီးတော့တငင်ချင်းဖြစ်မိတ်ဆွေဖြစ်ကိုဟိုပတ်စံထည့်ခိုင်းလိုက်ပေါ့နော်ကိုလိုချင်တဲ့လောက်အမောက်ပတ်စံထည့်ခိုင်းလိုက်ဟိုရောက်တာနဲ့စက္ကန့်ဖတ်ပြီးပေးရုံပဲသူကလေပတ်စံမပါလဲဘာမှဖြစ်ဘူးနော်ယထာစီစီကားစီစီဘာလို့အဲ့ဒါနဲ့ပဲပေးရတာမရှိအောင်မှပို့ပြီးတော့အဆင်မပြေဘူး cash ကတုံးလို့လုံးဝအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ဟိုမှာ cash ယူတဲ့လူကအရန်နေတယ်ဘာနဲ့ပေးတော့9ပြားပေး10ပေးဒါနဲ့ပဲပေးတဲ့လူကအများဆုံးပဲအဲ့တော့ဒါနဲ့ကအရန်အဆင်ပြေတယ်ပြီးတော့ဒါမရှိရင်ပို့ပြီးတော့အဆင်မပြေဘူးပတ်စံယူသွားရင်အဆင်မပြေဘူးဒါနဲ့ပဲအဆင်ပြေပါတယ်ဘာလို့ဒီဟာကိုဒေါင်းလိုက်ဒေါင်းပြီးသွားလို့ရှိရင်သူကအဲ့ဒီမှာK Pay လိုပဲမှတ်ပုံတင်နေရမှာ passport ထည့်ပေးရတယ် passport လို့ထည့်ပြီး register လုပ်မှသုံးလို့ရပါတယ် passport မထည့်ဘူးဆိုရင်သုံးလို့မရပါဘူးเนาะအဲ့ဒါလေးကိုလည်းဘယ်လိုသုံးရမလဲဆိုတာတောင်းနေကြရင်လည်းတေချာလေးသိစိတ်လေးပြပြပေးမယ်เนาะကျေးဇူးတင်ပါတယ်